sorry เนาะကျွန်တော်လည်းအခုမှစိတ်ကပြန်လာပြီအဲ့ဒါအမိုင်းဘယ်လိုစပြောလို့မသိဘူးစာကိုဒီလိုပဲပြန်မှတင်တယ်အပေါ်ကအမဟိုစာပြန်ထားတဲ့အပေါ်ဟာလေးပဲကျွန်တော်စပြန်ပါတော့ဒီစာဗလဲပြောတဲ့စာလုံးအကြောင်းလေးတူမှအတိတ်ပဲတော့ရှိတယ်နော်ပြီးတော့ကိုပြန်တဲ့စာကိုလည်းပြန်ဖတ်အောင်ကိုနှလုံးသားဖော်ပြဒလားမသိအဲ့လိုပြီးအမပြောရတယ်နော်ဆိုတော့အမပြောတာလေးလည်းနားလည်ပါတယ်အမနော်ဘာဖြစ်ကျွန်တော်လည်းအကောင်းဆုံးကြိုးစားပြီးတော့ဒီအသင်းတော်ထဲမှာပါဝင်လှုပ်ဆောင်တာပါနော်ပြီးတော့လည်းအားလုံးမောင်နှမတွေအားလုံးချားတယ်မှာကြည့်မှဆိုလို့ရှိရင်ကျွန်တော်အငယ်ဆုံးလည်းဖြစ်တယ်ပြီးတော့ experience လည်းအနည်းဆုံးဖြစ်တယ်ဒါပေမဲ့ကျွန်တော်လည်းအကောင်းဆုံးကြိုးစားပြီးအကောင်းဆုံးဖြစ်မယ်ဆိုလည်းအရာလေးတွေကိုပါဝင်တယ်ပေါ့နော်ပြီးတော့လည်းလူကြီးဒါ committee တွေကျွန်တော်ပြောလာတဲ့အရာမှာကျွန်တော်လည်းဖရားအတွက်ပဲအဓိကယူရပြီးတော့လှုပ်ဆောင်ဖို့အတွက်ဆိုပြီးတော့ဥပမာဆိုလို့ရှိရင်ဘန်ကိစ္စအမှအနေနဲ့ပြောတော့စားတစ်မျိုးမြင်တယ်ပေါ့နော်ဘန်ကိစ္စအပြောင်းလဲပဲ focus ထားတယ်ပြီးရင်ဒီအပြောင်းလဲလုံးမဲ့ကိစ္စကိုပဲပြောင်းလဲမဲ့ကိစ္စအဲ့နှစ်ခုပဲသဘောထားတယ်လို့အမှခန်းစားမိမယ်ပေါ့နော်ခန်းစားတယ်ပေါ့နော်အဲ့လိုမျိုးပြောလဲအတိတ်ပဲနားလဲပါတယ်အမှဟုတ်အချိန်တွေကတော့ကျွန်တော်တို့ဒီအသင်းတော်ကိုcredit တွေပါတယ် build မလေးအဲ့လိုတွေလုံးမဆိုတော့လဲဒါဒီဘက်ကျွန်တော်တို့ခေါင်းဆောင်ပိုင်းတွေကပြောလိုက်ဖြစ်တဲ့အတွက်ပြီးရဲလဲကျွန်တော်တို့တစ်လလောက်အချိန်ဒီအပြောင်းလဲလုပ်ဖို့ကိစ္စလဲတစ်လလောက်အချိန်လောက်ပေးရမယ်ဆိုတဲ့အရာလဲအရင်ကကျွန်တော်ကြားခဲ့တယ်ပေါ့နော်အမအနေနဲ့လည်းအဲ့လိုပြောထားတယ်လို့ကျွန်တော်လည်းကြားခဲ့တယ်ပေါ့နော်တစ်လလောက်အချိန်ယူရမယ်ပြီးပြောင်းလဲကိစ္စဆိုတော့အဲ့တော့လဲကျွန်တော်တလားလောက်စောက်ခဲ့တယ်ပေါ့နော်ကျွန်တော်နားလည်မှုလွဲတာလားတော့မသိဘူးပေါ့နော်တလားလောက်စောက်ရမယ်ဆိုတာကအရာကအမအနေနဲ့လည်းကူညီပေးမယ်ဆိုတဲ့အတိတ်ပဲလေးလည်းကျွန်တော်နားလည်လိုက်တယ်ပေါ့နော်ပြီးတော့လည်းအမလည်းကူညီခဲ့ပါတယ်ဒီ pastor run နဲ့တွေ့ဖို့ကိစ္စလည်းအမပြောခဲ့တယ်ပေါ့နော်ကျွန်တော်တို့အားနဲ့လည်းတွေ့ပြီးတော့ဒီ orientation တက်ဖို့ကိစ္စတွေပြောဖို့အတွက်အမအကြံပေးခဲ့တဲ့အတွက်ကျွန်တော်တို့လည်းသွားတွေ့ခဲ့တယ်ပေါ့နော်တွေ့တဲ့အခါမှာလည်းဒီ orientation တက်မယ့်ကိစ္စရောအဲ့ဒါ pastor run ကိုကျွန်တော်တို့ကူညီတောင်းတယ်ပြီးလည်းဒီအရာတွေပေါ့နော်တွေးဆောင်ခဲ့လှုပ်ဆောင်ခဲ့တဲ့အရာမှာကိုထင်လို့မျိုးမဖြစ်လာတဲ့အရာတွေရှိတဲ့အတွက်အခုအမှန်နဲ့နောက်တစ်ခေါက်အချိန်နဲ့ငယ်ကြာသွားတယ်ပေါ့နော်ပြန်အချိန်တော်လေးလည်းကြာသွားတယ် sorry ပါကျွန်တော်ကြောက်လဲပါပါတယ်ကျွန်တော်ကထိုင်လဲပြန်သွားတယ်ပြီးတော့ပြန်တက်လာတော့ကျွန်တော်ရဲ့ကျမ်းမာရေးပိတ်ကိစ္စတွေတချို့လေးရှိနေဆိုတော့အခုကျွန်တော်အခုမှနည်းနည်းတက်တာကစားဟိုဒါကျွန်တော်အခုပေါ့နော်ဒါအခုမှဒါကိစ္စလေးပြန်လုပ်ဖြစ်တယ်ပြီးတော့ဒါအတင်းတော့လည်းခေါင်းဆောင်ပိုင်းတွေကလည်းပြောလာတယ်ပေါ့နော်ပြန်ပြီးတော့ဒါလေးအကြံလေးတွေပြန်ပေးလာတယ်ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်အောင်မယ်ဆိုတဲ့ကိစ္စရှိတဲ့အတွက်အမောက်ပြန်ပြီးတာနောက်တော့ပြန်ပြီးပြောဖြစ်တာပေါ့နော်ဒီမျိုးအခုဒီရက်ပိုင်းမှာစာလေးပို့ဖြစ်တာပေါ့နော်ဒါပေမဲ့အမောက်တခြားယူရချက်နဲ့ဟိုလိုမျိုးနဲ့မကောင်းတဲ့အတွေ့အကြုံချက်နဲ့တော့ကျွန်တော်တွေ့ပြီးဆုံးပြီးစကားပြောတာမဟုတ်ပါဘူးအတင်းတော်အတွက်ပဲဖရားဒီအတင်းတော်ကိုဆက်လက်လှုပ်ဆောင်ဖို့အတွက်ဆိုပြီးတော့ဒါစကားပြောဖြစ်တာရှင်းရှင်းလင်းလင်းတွေဖြစ်သွားတာပေါ့နော်လှုပ်ဆောင်ဖြစ်မြန်ပြီးသွားမယ်အကုန်လုံးပြီးသွားမယ်ဆိုလို့ရှိရင်လေပြီးတော့လည်းကျွန်တော်ကတော့စကားသိပြီးတော့ဟိုမပြောတတ်တော့လေစဉ်းစားရေးပြောပါတယ်စဉ်းစားရေးပြောတော့ညာတစ်ခါကျရင်လည်းအတိတ်ဘက်ကဟိုပြီးခဲ့တဲ့မနေ့ကလို့ပေါ့ကိုရိန်ပြောတာလေးကိုပဲကျွန်တော်ပြန်ပြီးဟုတ်တာပဲနော်အားလုံးဖျားလက်ထက်အလိုက်မယ်ဆိုလို့ရှိရင်တော့စိတ်ထဲမှာကိုယ်အတွက်လည်းတက်တာတယ်အဲ့လိုမျိုးအရိုးရိုးလေးပဲကျွန်တော်ပြောတာပါနော်တမျိုးတခြားအတွေ့တစ်ခုမှတော့မရှိပါဘူးလို့နော်အမအဲ့ဒါလေးတော့အထင်မလွဲစေချင်ပါတော့ကျွန်တော်အဲ့ဒါလေးကိုအခုချုပ်ကိုပြန်ပြောပြပါတယ်နော်အကယ်လို့တခြားအတိတ်ပဲများပေါက်ကဲလို့ရှင်လဲတောင်းပန်ပါတယ်နော်ဒါလိုမျိုးတခြားအတိတ်ပဲဆိုနေတော့မရှိပါဘူးနော်အခုကိုရိန်ပြီးခဲ့တဲ့မှာခုနပြောခဲ့လို့ပေါ့နော်ကျွန်တော်တို့ပြန်ပြီးစီစဉ်တာပေါ့နော်စီစဉ်မယ်ဟိုပြန်ပြီးတော့ဘယ်လိုဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ဒီဘက်ကနေတော့အတိကလှုပ်ဆောင်တော့မှာเนาะပြီးပဲဒိတ်ပဲရမှာဘယ်လိုလှုပ်ဆောင်လဲအရာလေးတွေတည်ပြီးတဲ့ခါကျအမောက်ပြန်အတည်ပြီးပေါ့เนาะဒါမဲ့လည်းနည်းနည်းတော့ကြာလဲကြာကောင်းကြာနေတယ်ပေါ့เนาะအမအဲ့ဒါကဲလို့နောက်တစ်ချိန်ရက်ကြာပြီးသွားမှကျွန်တော်ပြန်စကားပြန်ပြောလာဖြစ်ခဲ့မှာဆိုလို့ရှင်လဲတမျိုးမမြင်ပါနဲ့ပေါ့เนาะကျွန်တော်တို့နည်းနည်းလေ့လာပြီးအချိန်ယူလှုပ်ဆောင်မှာဖြစ်တော့ပေါ့เนาะ thank you ပါအမเนาะဘာဖြစ်အမပြောပြခဲ့တဲ့လှုပ်ဆောင်ပေးခဲ့တဲ့ information ပေးတဲ့အရာအများကြီးအရင်ကောင်းတယ်เนาะကျေးဇူးအများကြီးတင်တယ်ပြီးတော့ sorry ကျွန်တော်အသံဖိုင်ကတစ်ဆက်ထဲပို့လို့ရှင်
မေ့သွားမှာဆိုလို့ကျွန်တော်စကားတွေကျွန်တော်အဲ့ဒါတခါတည်းအရှိပြောလို့ဖြစ်သွားတယ်နော်ပြီးတော့လည်းအမတကယ်ကျွန်တော်ဝမ်းသာတယ်အမကတကယ်ပဲဟိုဖျားအတွက်လည်းအမဖျားရဲ့အမှုတော်မှာတကယ်ပါဝင်လှုပ်ဆောင်တဲ့လူတစ်ယောက်ဖြစ်တော့ဗောနော်ဒါအခုဒါအသင်းတော်ထဲမှာဒါကိုယ့်ရဲ့ဟိုပြောရမလို့ဆိုလို့ရှိရင်အမြင်မတူတဲ့အရာတွေပြီးရင်ဒီလှုပ်ဆောင်တဲ့အရာတွေမှာဟိုပြီးလို့ရှိရင်လည်းဟိုတယောက်နဲ့တယောက်အပေါ်မှာဗောနော်နားလည်မှုလွဲတာတွေပဲဖြစ်ဖြစ်နားလည်မှုဟိုမရှိတာပဲဖြစ်ဖြစ်ဗောနော်အရာအားလုံးမှာအမပေးဆက်ခဲ့တဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေအတွက်လည်းတကယ်လည်းဝမ်းသာပါတယ်အမပေးဆက်ခဲ့တဲ့အရာတွေမှာဖျားအမှုတော်မှာဗောနော်ဝမ်းသာတယ်လို့ပြောရဆိုတာကဖျားကအမရဲ့ဒီအရာတွေကိုလှုပ်ဆောင်ခဲ့တဲ့အရာတွေအကုန်လုံး record ရှိပြီးသားပါဒါဖျားခင်ပြင်ဆင်ထားပါတယ်အမတို့အကုန်လုံးဗောနော်ဆိုတဲ့သူတွေလည်းအကုန်လုံး record ရှိပါတယ်ဗောနော်အကုန်လုံးအဲ့တော့အမဆက်လက်အခုဟိုဘအတင်းတော်မှာလှုပ်ဆောင်ပါဝင်တဲ့အခုဒီအတင်းတော်မှာလည်းအခုတက်နိုင်တော့အမကျွန်တော်တို့အကြံဉာဏ်တွေပေးတယ်ဗောနော်အရာအားလုံးပဲကျေးဇူးတင်တယ်လို့နော်တခြားဟိုအခုကျွန်တော်ပြောတဲ့အတိတ်ပဲတွေဟိုတခြားအတိတ်ပဲဘာမှမရှိပါဘူးနော်အဲ့ဒါတော့ကြိုပြီးပြောပြချင်ပါတယ်နော်အကယ်လို့ကျွန်တော်စကားပြောမတတ်လို့အတိတ်ပဲတစ်မျိုးပေါက်ခဲ့မယ်ဆိုလို့ရှိရင် sorry ပါနော်ကျွန်တော်ပြီးမှနောက်မှကျွန်တော်နောက်မှပဲပြောတော့မယ်နော်ကျွန်တော်လည်းအခုမှလူချက်ပြီးလို့လေပြီးတော့ခုနနားထောင်နေတာမောင်နှမတွေပြောတဲ့ဟာပေါ့နော်ဟိုဘလို့ဖြစ်အမကြီးကျေးဇူးတင်ပါတယ်ဘလို့ဖြစ်တကယ်ဆိုအမလေးပြောတော့ကျွန်တော်သိတယ်ဂူနာဒေါသအဓိကတော့အသင်းတော်ကိုဖြစ်စေခြင်းလို့လေကိုလူတွေကရွေ့ဦးမရွေ့ဖြစ်နေတာအဲ့လိုဖြစ်နေတာတကယ်ဆိုအမအကြံပေးတဲ့ဟာတွေကတကယ်ဆိုအသင်းတော်တစ်ခုမှစိုးစရာမရှိဘူးလေကောင်းဖို့အတွက်ပဲလေတကယ်ဆိုဟိုရင်အသင်းတော်တီထောင်ကြရကိုတွက်ကြည့်မယ်ဆိုရင်ဖျားခင်အတွက်ဆက်ကက်ခဲ့တာဆိုတကယ်ဟိုအမတယောက်ပဲရှိပါတယ်ကြံတဲ့လူတွေကအကုန်လုံးနှမ်းဖြူပေါ့အခုဟိုတော့ဗောနော်ဟိုအမတယောက်ပဲတကယ်ပေးဆက်တယ်ပြီးတော့တကယ်ဟိုပြောတော့တက်ကြွတာလည်းအမတယောက်ပဲရှိတယ်လို့တော့ပြောရတယ်အဲ့လိုပုံစံဆိုတော့ကြံတဲ့မောင်နှမတွေနဲ့အနေနဲ့တိတ်အဲ့ဒါဗောလမ်းမတူအဲ့ဒါဗောလမ်းကျော်တိတ်အဆင်မပြေဘူးဗောအဲ့လိုကြောင့်လေပြီးတော့အခုအမပြီးတဲ့ဂျန်နီကလည်းတကယ်ကိုကောင်းတယ်တကယ်ဒါတွေလည်းဖြစ်တဲ့ဟာတွေဆိုတော့လေနောက်ဆိုလို့ရှိရင်လည်းအသင်းတော်မှာကျွန်တော်ပြန်ချပြပြီးတော့ဒါပေမဲ့မောင်နှမတွေလည်းရှိပါတယ်အစီအစဉ်တွေပေါ့နော်အကယ်ဘန်နာကြီးမှုဆိုလည်းသူ့ရဲ့တင်တဲ့တွေပါဒါတီကိုတီတင်တယ်ပေါ့နော်ဘာလို့အသင်းတော်တစ်ခုလိုသွားနေပြီဆိုတော့ဒါတွေကတီကိုတီထားမယ့်ဟာတွေဆိုတော့အဲ့ဒါတွေအတွက်လည်းရင်ဝတ်တော့စကားပြောထားတာရှိပါတယ်နောက်ပိုင်းမှာဟိုသာဘောပြောတော့ Pastor Redo နဲ့ okay တဲ့ချိန်အဆင်ပြေချိန်ဆိုလဲမတ်တီမှုလဲသူလဲတက်ဖို့ ready ပဲလို့တော့ကျွန်တော်တို့စကားပြောသွားတော့သူကတော့အဲ့လိုပြောတယ်ပေါ့နော်ဟုတ်ကဲ့အမိုင်ကျေးဇူးပါဘယ်လိုဖြစ်ဟုတ်တယ်ကိုလှုပ်ဆောင်တာဘာလို့ဆိုတော့ဘုရားကနှလုံးသားတည်ပြီးသားပဲလေအဓိကတော့ဘုရားကနှလုံးသားကိုကြည့်တယ်ဆိုတော့ကိုကောင်းကြီးနဲ့ကိုပါပဲအမဘာမှမပြောဟိုဘယ်လိုပြောလဲဟိုအမပိစက်ခဲ့တာတွေအတွက်ဘုရားကတည်တယ်ဟိုဒါပေါ့အခုလိုဒီဘယ်လိုပြောလဲအခုတော့မှအသင်းတော်တွေလည်းဘယ်လိုပဲဖြစ်နေပါစေဟိုဆိုရင်လည်းပေါ့ဆိုရင်တော့ဂယုနာနဲ့အဲ့ဒါတွေဘာတွေလှုပ်တင်နေဆိုတော့ဖြစ်စီရှင်တဲ့ဟာတွေအတွက်လည်းတကယ်အဲ့ဒါတကယ်ပြီးတဲ့အကြံတွေလည်းကျေးဇူးပဲနော်အမိုင်အဲ့ဒါလေးလှုပ်တယ်မှာလေတဲ့ကျွန်တော်တို့ကြောက်ထုံးစံတိုင်းပေါ့လူငယ်တွေစီတော့ဒီမှာနေတဲ့ဆိုအာယုံလောက်လိုက်ဆိုတိတ်ပြီးတော့ရှုပ်ကုန်ပြီအဲ့လိုဆိုလေဟုတ်ကဲ့ thank you နော်အမကြီးအဆက်ဆက်ရတဲ့နောက်ကျမှပြန်ဆုံကြမယ် okay ပြောရင်အဲ့အကြောင်းပြောတာစကားပြောနေရင်လည်းကိုလိုရင်းကိုအရောက်ဖ ೇನೆ ကိုပြောတဲ့ဟာကိုမေအမကအစာတည်းကပြောတယ်နော်အစင်သင်းနင်တို့ဘက်ကအစင်သင်းဖြစ်ရင်ငါဘယ်မှာသွားပြီးတော့လက်မှတ်ထိုးပြီးတော့ transfer လုပ်ပေးမယ်နင်တို့တဲ့ကတယောက်မဟုတ်ဘူးနော် at least 3ယောက်လာပါစေနော်ဆိုအဲ့ကိစ္စနဲ့ပတ်သက်လို့ဘယ်သူမှဟုတ်ပြီအမကြီးကျွန်တော်တို့ဘက်ကတော့ကျွန်တော်ရဲ့ဘယ်သူရဲ့နော်ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ကိုဖះเจ้าမှာဘန်မှာသွားပြီးတော့ signatory လွှဲပေးပါကျွန်တော်တို့အဲ့ဒီဟာပြောတာကိုအမကစောင့်နေတာနော်အမအမှန်တော့ဟုတ်တယ်အရင်တော့က trust နဲ့လုပ်ပေးမယ်ဆိုတာအဲ့ trust ကဘယ်ကနေလာလဲအဲ့ဒါတွေအကုန်လုံးအမပြောပြခြင်းတယ်ဒါပေမဲ့အမပြဿနာပါလဲဆိုအမပြောလို့ရှိရင်အမပြောတဲ့ဟာကိုဘယ်လိုပြောမလဲဆိုအမှန်လို့မယူခြင်းကြဘူးအမလို့ပြောတာဒီလိုလုပ်ရမယ်ဒီလိုလုပ်လို့ရှင်တို့သားမယ်အဲ့ဒီဟာကိုအမကဘာမှပဲမပြောထားသလိုပုံမျိုးနဲ့ပြန်လာပြီးတော့အဲ့ဒါဟိုလိုမဟုတ်ဘူးလားဆိုကဲစဉ်းစားကြည့်
ဒါအောက်ဆောက်ကဒါဒီလိုလုံးရမယ်ဒါဒီလိုလုံးရမယ်ဒီလိုလုံးတင်တယ်ဒီလိုလုံးတင်တယ်နဲ့ချေပြီးတော့ပြောလဲဘယ်သူမှနားတဲ့ကိုမဝင်ကြတာဆိုတော့အခုအနေနဲ့ rain နဲ့ရှာထူးနဲ့ကလည်းအမ I know အမကိုမင်းတို့ကီးမကြိုက်တဲ့သူဆိုပြီးတော့အမကိုမင်းတို့ဘာမှမရှိစေချင်တာအမကသိပြီးသားI don't feel offended okay ဘာဖြစ်လို့လဲဆိုတော့အမကိုယ်တိုင်အဲ့လိုမျိုးခံယူပြီးသားမလို့ okay အကုန်လုံးကပြောရမယ်ဆိုရင်အမတယောက်တည်းဟုတ်တယ်စိတ်နှလုံးရှိပြီးတက်ကြွနေအဲ့တော့စိတ်နှလုံးမရှိတက်ကြွပဲနဲ့ဖះเจ้าကိုနေရာတစ်ခုရထားပြီးတော့စုံမြတ်တစ်ခုလိုမျိုး community တစ်ခုလို country club တစ်ခုလိုမျိုးနေနဲ့ပဲ run ချင်တဲ့လူတွေအတွက်အမက self မလုပ်ချင်တော့လို့ကို I remove myself လို့ဆိုပြီးတော့အမဖြစ်တာဘာဖြစ်လို့လဲဆိုတော့ခဏကြည့်လေဘယ်သူကနော်ဒီ congregation အတွက်ကိုစဉ်းစား manipulation တွေက a lot လုပ်ပြီးတော့အဲ့ကြောင့်အမဖះเจ้าအတွက်ကိုဘာယူနာတော်လို့ဆိုအမကဟိုးအစားတွေက good hope မှာတက်တာနော် good hope မှာတက်ပြီးတော့ငါတို့ဒီလိုမျိုးမြန်မာလိုမျိုးအသင်းတော်လေးရှိရင်ကောင်းမှာပဲဆိုပြီးတော့အမအဲ့ good hope Southern Baptist ဆိုတာအဲ့ဒီ good hope က Southern Baptist အဲ့ရအမတို့ရဲ့ဒီကင်နာအသင်းထောက်ကနေပြီးမာလာဒီ carry မှာရှိတဲ့ဒီယုံကနင်တို့သွားပြီးတော့ဘလို့သွားပြောလို့ရတယ်ဆိုအဲ့မှာအမ Pastor Ralph ကိုအမ2014ကတည်းကအမရှာတွေ့လာပြီး Pastor Ralph ကိုဆက်သွယ်ပြီးတော့အမအနေပြီးတော့ဒီငါဒီ good hope မှာတက်တယ်ငါဒီ good hope ရဲ့ member အဲ့ကြောင့် Pastor Sammy ကလေအမကိုတွေ့ရောဟဲ့နင်ဘယ် church ကဘယ် membership လဲဆိုငါ good hope ကဆိုပြီးတော့ member ဆိုပြီးပြောတာဆိုလိုချင်တာအမကဒီနို့နေကိုစိတ်ဆိုးပြီးတော့ဟိုအသင်းတော်မှာသွားပြီး serve လုပ်တာမဟုတ်ဘူးเนาะအတွင်းမှုပြောတာကိုသိချအောင်ပြန်ပြောမယ်အဲ့အကြောင်းသေချာဘာမှမသိပဲနဲ့သူများကိုပြောတဲ့ဆိုတဲ့ထင်တဲ့အခါမှာ mistake တွေကဖြစ်လာတယ်ဆိုအမရဲ့အဲ့ဒီအသင်းတော်မှာအမကြားပြီးတော့ငါတို့ငယ်တုန်းကဒီလိုမျိုးเนาะကိုယ့်ရဲ့ယုံကြည်ခြင်းကိုဘယ်လို share မလုပ်ရဘူးဆိုတော့ဟာမျိုးတွေသိထားရတယ်မာလိုမျိုးဒီလိုအသင်းတော်ရှိလို့ရှင်ဆူတောင်းပြီးတော့2012ခုနှစ်ထဲကနေစပြီးဆူတောင်းခဲ့တာဒီလားအဲ့ဒီအတိုင်းပဲအမဒါနာခံခြင်းနဲ့ကနေပြီးတော့လုပ်တာဆိုတော့အမကိုတခုနားလေစီခြင်းလားအခုဟာဘယ်လိုခြေနေမျိုးရောက်လာလဲဆိုတော့ဟိုဟာသွားဒီအသင်းတော်အတိုင်းပဲရေးစပေးလားဘာအဟဲမိမအဟဲကဟိုဘာလဲနေဘောရဲ့ဟိုဥစားစပြစ်ပင်ကိုစပြစ်ဥယျာဉ်ကိုလိုချင်တော့နေဘောကမရအောင်ဆိုတော့ဘာလုပ်လဲနေဘောကိုမတရားတဲ့မှားတဲ့သက်သေတွေ false witness ခေါ်ပြီးတော့ shoot him down အခုလည်းဒီအတိုင်းပဲဖြစ်နေတာအဲ့လိုဖြစ်တဲ့ခါကြလို့ရှိရင်အသင်းတော်မှာလှုပ်တဲ့လူတွေကသူတို့နဲ့သူတို့ဖျားသခင်နဲ့ဖြေရှင်းရမယ်အမကလည်းအမတုံ့ပြန်မှုပေါ်မှာအမနဲ့ဖြေရှင်းရမယ် but အမကနေပြီးအဲ့ဒီဟာကိုတိကြီးနဲ့ကိုတခြားညီကိုမောင်နှမတွေကိုရောဘယ်လိုပြောမလဲထားခဲ့လို့ဆိုပြီးတော့ထားလှုပ်သွားလို့ရှင်အေးဆေးပဲပေါ့အမအဲ့လိုမျိုးလှုပ်ဖို့လည်းရည်ရွယ်ချက်တာတိတ်စိတ်နဲ့နော်ဒါပေမဲ့အမကအဲ့လိုလှုပ်ချင်ပေမဲ့ပြဿနာအမကိုလိုက်လာအဲ့ဒါဘာလဲဆိုတော့ false accusation နဲ့လက်ကိုမလုပ်နိုင်နဲ့အမကိုဆက်ပြီးတော့အခုလိုမျိုးပဲလေအခုမင်းတို့နှစ်ယောက်တောင်မှအမလက်ကိုမလုပ်နိုင်လို့ပြောနေသလိုဘာလို့မင်းတို့ပြောညာပဲစဉ်းစားကြည့်အောင်အခုရှာထူးလဲ LLC စာရုပ်တွေပေးပါဆိုပြီးတော့